အခုဒီမေခွန်းမေးတဲ့ညီမလေးကအလုပ်လုပ်ချင်အရင်များတယ်မနက်9နာရီကတည်းကအလုပ်လုပ်ပြီးညက17နာရီမှအလုပ်ပြီးတယ်သူရဲ့စုစုပေါင်းအလုပ်လုပ်ချင်က14နာရီကြာတယ်ည12နာရီခွဲမှသူကအိတ်လို့ရတယ်အိတ်ဖို့ပြင်ဆင်လို့ရတယ်ဒီတော့ဒီညီမလေးကလေ့ကျင့်ခန်းဆက်လုပ်ရမလားဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ဖက်ကတော့လေ့ကျင့်ခန်းလုပ်ဖို့အကြံမပေးဘူးဒီလိုအလုပ်လုပ်ချင်အရင်များတဲ့သူတွေအတွက်လေ့ကျင့်ခန်းလုပ်ဖို့အကြံမပြုတာ reason နှစ်ခုရှိတယ်ပထမဆုံးတစ်ခုကကျွန်တော်တို့အလုပ်အရင်များတဲ့အခါမှာခန္ဓာကိုယ်က stress ပြီးတာ14နာရီကြာအလုပ်လုပ်ပြီးတဲ့အခါမှာခန္ဓာကိုယ်က stress တွေတော်တော်ပြီးနေပြီခန္ဓာကိုယ်ရဲ့ stress hormone cortisol ဆိုတဲ့ hormone လည်းအရင်တက်နေပြီလေ့ကျင့်ခန်းလောက်တာဒီလဲခန္ဓာကိုယ်ကို stress ပေးတာပဲထပ်လောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်က double stress ဖြစ်သွားပြီအဲ့တော့ cortisol hormone ကအမြဲတမ်းတောက်လျှောက်တက်နေတဲ့အခါမှာကျွန်တော်တို့အစီချတဲ့ဖြစ်စဉ်မှာလဲသူကအဟန့်အတားဖြစ်တယ်နောက်တစ်ခုကကျန်းမာရေးလည်းထိခိုက်လာမယ်ဒုတိယတစ်ချက်ကဒီညီမလေးအိတ်တာအရင်နောက်ကျတယ်အိတ်ရေးမဝဘူးနောက်တစ်ရက်မှာအကယ်လို့ဒါလေ့ကျင့်ခန်းအလေးမတဲ့လေ့ကျင့်ခန်းတွေတေချာသွားလှုပ်လိုက်တဲ့အခါမှာဆိုရင်အိတ်ရေးမဝတဲ့အခါမှာခန္ဓာကိုယ်ကအားမရှိဘူးအဲ့တော့ injury ရဖို့ chance ကပုံများလာတယ်နောက်တစ်ရက်မှာလည်းဒီအစားအသောက်ကပိုစားချင်စိတ်ကိုလည်းသူကစွပေးလိမ့်မယ်အကယ်လို့မိတ်ဆွေကလည်းဒီညီမလေးလိုပဲအလုပ်လုပ်ချိန်တအားများတယ် stress တွေပြီးတယ်ဆိုရင်လေ့ကျင့်ခန်းမလုပ်ရင်အစီပိုကြမြင်မယ်ဒါပေမဲ့ဒီ6ချက်တော့ဂရုစိုက်ရမယ်ပထမဆုံးကအိတ်ရေးဝအောင်အိတ်မယ်အိတ်ချိန်လုံးလောက်အောင်အိတ်မယ်ကျွန်တော်တို့အနည်းဆုံး9နာရီအိတ်ပေးမယ်ဒုတိယတစ်ချက်ကအစားအသောက်ဂရုစိုက်မယ်တဘာဝဟင်းသီးဟင်းရွက်အသားငါးတွေကိုရွေးစားပြီးတော့မှဒီ snacks တွေတရေစားတွေကိုလုံးဝ short ချပလိုက်မယ်သုံးကလှုပ်လှုပ်ရှားရှားနေမယ်အလုပ်လုပ်ချိန်မှာပဲတောက်လျှောက်ထိုင်မနေဘူးကျွန်တော်တို့တနာရီထိုင်တိုင်းမှာ9မိနစ်10မိနစ်ထပြီးတော့မှအကြောလျှော့မယ်လမ်းလျှောက်မယ်နေအောင်ခြေနဲ့ထိတွေ့မယ်ကျွန်တော်တို့အလုပ်သွားတဲ့လမ်းမှာနေအောင်ခြေအောက်မှာလမ်းလျှောက်မယ်တရက်ကိုမိနစ်20လောက်နေအောင်ခြေနဲ့ထိတွေ့ပေးမယ်ရေမင်းများတောက်မယ်နံပါတ်6ကအလုပ်ထဲမှာထပြီးတော့မှခဏခဏအကြောလျှော့ပေးမယ်အိမ်ရောက်သွားလို့ရှိရင်လည်းမနက်ပိုင်းမှာလည်းအကြောလျှော့ပေးလို့ရတယ်ဒီ6ချက်တာတေချာလုပ်ပေးနိုင်မယ်ဆိုရင်မိတ်ဆွေလေ့ကျင့်ခန်းမလုပ်ရင်လည်းအစီကကျနေအောင်ပါပဲအကယ်လို့ကိုယ့်ဖက်မှာရုံးပိတ်ရက်တွေရှိတယ်လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်ဒါပြဿနာမရှိဘူးလုပ်လို့ရတယ်လေ့ကျင့်ခန်းလုပ်မှအစီကျတယ်ဆိုတာမဟုတ်ဘူးကျွန်တော်တို့ခန္ဓာကိုယ်က stress အရင်ပြီးနေတဲ့အနေအထားမှာလေ့ကျင့်ခန်းသွားလှုပ်လိုက်တဲ့အခါမှာအစီမကျတဲ့အပြင်ကျန်းမာရေးပါထိခိုက်နိုင်တယ်